အရန်အေးတဲ့ရေခဲတောင်ပေါ်မှာသူ့သေးပေါက်လိုက်တဲ့အခါသေးကချက်ချင်းဆိုသလိုရေခဲဖြစ်သွားခဲ့ပါတယ်။ဒါကပဲသူ့ရဲ့ဖန်တီးနိုင်စွမ်းကိုနှိုးဆွပေးလိုက်ပြီးအဲ့ဒီရေခဲချောင်းတွေနဲ့အမှုပညာတစ်ခုအဖြစ်ဖန်တီးလိုက်ပါတော့တယ်။သူ့ရဲ့ရှည်လျားတဲ့မုတ်စိတ်မွေးတွေကြောင့်ဂေါ်ဇီလာတွေကသူ့ကိုမျိုးနွယ်တူလို့ထင်ပြီးလက်ခံခဲ့ကြပါတယ်။အချိန်တော်ကြာသူတို့နဲ့အတူအေးအေးချမ်းချမ်းနေထိုင်ခဲ့ပေမဲ့လူသားတစ်ယောက်ဖြစ်တဲ့အတွက်သူ့လူမျိုးတွေစီပြန်ကျင်လာပါတယ်။တနေ့မှာတော့သူကမုတ်စိတ်တွေကိုရိတ်ပြီးဂေါ်ဇီလာတွေကိုနှုတ်ဆက်ကာခီးဆက်ခဲ့ပါတယ်။လမ်းမှာဒိုင်နိုဆောတွေနဲ့တွေ့တဲ့အခါအသက်ဘေးကလွတ်အောင်လောက်လေးကွာနဲ့6လက်မောင်းထုတ်ခဲ့ပါတယ်။အဲ့ဒီထဲကဒိုင်နိုဆောတစ်ကောင်ကချစ်ကြည်ရေးအနေနဲ့ပြားရည်တွေပြည့်နေတဲ့ပြားအုပ်တစ်ခုကိုပေးခဲ့ပေမဲ့ရုတ်တရက်အေယာမပြားကြီးတစ်ကောင်ပေါ်လာကအတုတ်ခံရပြီးသတိလစ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မျိုးနွယ်စုတစ်ခုကသူ့ကိုကယ်တင်ပေးခဲ့ပါတယ်။အဲ့ဒီမျိုးနွယ်စုထဲမှာဒဏ်ရာရနေတဲ့လူတစ်ယောက်ရဲ့အသက်ကိုသူပြန်ကယ်တင်ပေးခဲ့ရာကနေတငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီမျိုးနွယ်စုနဲ့အတူတူအခြေချနေထိုင်ခဲ့ပါတယ်။အဲ့ဒီမှာသူကစိုက်ပျိုးရေးပညာတွေထောင်ချောက်စင်နီးနဲ့အစားအသောက်ချက်ပြုတ်နည်းအသစ်တွေကိုသင်ကြားပေးခဲ့ပါတယ်။သူ့ရဲ့ဗဟုသုတတွေကြောင့်တမျိုးနွယ်စုလုံးရဲ့ဘဝတွေကစတင်ပြောင်းလဲလာခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့ပိုပြီးအင်အားတောင့်တင်းတဲ့မျိုးနွယ်စုတစ်ခုကသူတို့ကိုလာရောက်တိုက်ခိုက်ပါတော့တယ်။သူတို့နှစ်ဖွဲ့ဟာဒီပဋိပက္ခကိုဘောလုံးပွဲနဲ့ဖြေရှင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ပြင်းထန်ပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲစဉ်ပြီးမှတော့သူကပဲနောက်ဆုံးအနိုင်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။သူ့ရဲ့အနိုင်ဂိုးကြောင့်ပဲသူ့မျိုးနွယ်စုဟာအောင်ပွဲခံနိုင်ခဲ့ပါတယ်။သူ့တငယ်ချင်းလည်းချစ်သူရရှိသွားခဲ့ပြီးမျိုးနွယ်စုနှစ်ခုကြားမှာလည်းထာဝရငြိမ်းချမ်းရေးနဲ့ချစ်ကြည်ရေးကိုတည်ဆောက်နိုင်ခဲ့ပါတယ်။